အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့အရန်ကိုစားလို့ကောင်းပြီးရရတတ်ရှိတဲ့ဝက်ကုတ်သားကိုမာလာမောင်းနဲ့ကြမှာဖြစ်ပါတယ်ရှင်အရင်ဆုံးဝက်သားတွေကိုဖြီးပါမယ်အတုံးတိတိလေးဖြီးပါပေါ့နော်ပြီးရင်ကျက်သွန်လေးတွေတပြားရိုက်ပြီးတော့နှုတ်ဆင်းထားပါမယ်ရှင်ဂျင်းကိုလည်းပပလီပြီးတော့နှုတ်ဆင်းထားပါမယ်နော်ပြီးရင်ခုနကလှီးထားတဲ့ဝက်သားကိုနင်းမုံနဲ့စားနဲ့နှိပ်ပြီးတော့ခဏနှက်ထားပါမယ်နော်တဲရိုးကိုစီထည့်ပြီးစီပူလိုက်ရင်တော့ကျက်သွန်ဖြူနဲ့ချင်းကိုရောပြီးမှွေလိုက်ပါတယ်နော်ကျက်သွန်ဖြူနဲ့ချင်းကအနံလေးမှွေလိုက်ရင်တော့ဝက်သားတွေထည့်လိုက်ပါတယ်ရှင်ဝက်သားတွေကတင်းလာပြီးတော့စီတွေအများကြီးထွက်လာနေကျွန်မစီတွေခတ်ထုတ်လိုက်တယ်ပြီးရင်တော့ကျွန်မမြေသီးစိမ့်မှုနဲ့မာလာမှုရောပြီးထည့်ပြီးတော့ခဏမှွေပြီးလိုက်ပါတယ်ဒါဆိုရင်တော့အရန်ကိုစားကောင်းတယ်ဝက်သားမာလာချက်လေးရပါပြီရှင်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်